အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုဖိုင်လေးကိုပြန်ဆက်တာဖြစ်ပါတယ်ဒီကျွန်တော်ဒီစင်းငယ်တယောက်မှရှိတဲ့နဲ့เนาะအရေးချင်းနေတဲ့မှာ essential ဆိုတဲ့เนาะအပိုင်းကဏ္ဍကိုဒီကျွန်တော်ပြောသွားပြီးတော့အရန်ဆိုတဲ့เนาะအထဲမှာဘာတွေလိုတာလဲဆိုတာကိုရှင်းပြခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအရန်ထဲမှာပါဝင်တဲ့เนาะဒီအချက်6ချက်ထဲမှာเนาะဒီကျွန်တော်အထူးတလေအနေနဲ့ပြောပြခြင်းတဲ့အချက်เนาะဒီကျွန်တော်ဒီမှာတစ်ကနေပြီးတော့4ထိရှိပါတယ်အောက်ကနေချက်ကတော့ဒါကဈေးငိုင်တယောက်ဖြစ်ပြီးဆိုရင်ဒါ automatic ပေါ့နော်အခုခေတ်မှာငကိုပါလာရမယ့်သဘောတဘာဝကျွန်တော်ဖြစ်သွားပါပြီဒါလူတိုင်းမှာလည်းတော်တော်များများတော့ရှိပါတယ်ကွန်ပျူတာသုံးတတ်တယ်เนาะသင်ချားလည်းဒါအကြောင်းမာတွေကတော်တဲ့လူတွေရှိပါတယ်ဆိုတော့ဒီနေ့ချက်ကတော့အထူးပြောဖို့မလိုဘူးပေါ့နော်ဆိုတဲ့အခါကျတော့အခုချိန်မှာကွန်ပျူတာကတော့အရင်ကြီးမသုံးနိုင်သေးဘူးဆိုတဲ့လူမျိုးရှင်တော့လည်းဒါကတော့ဖြည့်ထားလိုက်ပေါ့နော်ကွန်ပျူတာကိုအခုချိန်မှာကျွန်တော်က skillful အဆင့်မျိုးဖြစ်နေရမယ့်အချိန်ဖြစ်သွားပါပြီเนาะဒီကျွန်တော်အရန်ကိုကျွမ်းကျင်ရမယ့်အခက်ကာလဖြစ်သွားပါပြီဘာလို့ဆိုတော့ manual တွေကိုเนาะဒီကျွန်တော်နိုင်ငံမှာပဲတော်တော်များများသုံးနေသေးတာပါတကယ်ဆိုရင် globalization ရကြည့်မယ်ဆိုရင်တော့ကျွန်တော်အားလုံးက computerize နဲ့သွားကြတဲ့အခက်ကာလဖြစ်သွားပြီဆိုတော့เนาะဒါကခေတ်ပညာတစ်ခုအထူးတလဲအနေနဲ့ဒီစင်းနိုင်ငံမှာဒီအတွေးလည်းမရှိဘူးစိတ်ကူးလည်းမရှိဘူးနောက်ပင်ကိုပေါ့เนาะသူရဲ့ဒီteller နဲ့မှာပါမလာဘူးဆိုတဲ့အချက်တွေကအပေါ်ကပြောတဲ့အချက်၄ချက်ကတော့เนาะကျွန်တော် main ကဏ္ဍကြီးတွေဖြစ်လိမ့်မယ်เนาะဘာလို့ဆိုတဲ့အခါကျတော့ management ဆိုတဲ့ skill ကလူတိုင်းမှာမရှိဘူးဘာလို့ဆိုတဲ့အခါကျတော့လူတွေကကိုယ့်ရဲ့ပေါ့နော်ဒီပင်ကိုမှာပါလာတဲ့ asset ဒီကျွန်တော်ဒီဟောတော့ခေါ်တော့ပေါ့ inbound ပေါ့နော်ဒီ inbound trade တွေကသူများကိုစီမံခန့်ခွဲလိုက်မယ်ညွှန်ကြားလိုက်မယ်လားပြောလိုက်မယ်ဒီကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီသူများကိုလမ်းပြပေးမယ်ဆိုတော့ဒီကျွန်တော်သဘောတရားတွေကကိုယ့်ရဲ့ဒီ inbound trade ထဲမှာလူတိုင်းမှာပါခြင်းမပါလာတာဘယ်လိုကြောင့်လဲဆိုတော့စကားများမပြောချင်ဘူးကိုယ့်အကိုအေးစစ်စစ်ပဲနေခြင်းနဲ့ကိုယ့်အတွေးလေးနဲ့ကိုယ့်စိတ်ကူးလေးနဲ့ကိုယ့်ဘာသာကိုတိုးဖတ်ပြီးနေရတာကိုကြိုက်တယ်ဆိုတဲ့အခါကျတော့အဲ့လိုလူမျိုးတွေကကျတော့သူများကိုသွားပြီးတော့စကားပြောဖို့ဝင်လေးတယ်သူများကိုသွားပြီးအမိန့်ပေးဖို့ဝင်လေးတယ်သူများကိုသွားပြီးစီကံထုတ်ဖို့ဝင်လေးတယ်စီမံခန့်ခွဲမှုဆိုတာကကျတော့အရန်ကိုကျေပြန့်တယ်เนาะဒီလိုစီမံခန့်ခွဲမှုလို့ပြောလိုက်ရင်တနေ့ကိုเนาะဒီစီမံခန့်ခွဲမှုဆိုတဲ့ထဲလန်မျိုးရှိတဲ့လူကအိမ်လုံးနေတယ်တောင်မှပဲဒီတို့ကဘယ်ချိန်မှာထားမယ်ဘယ်ချိန်မှာဘာလုပ်မယ်ဘယ်အလုပ်ပြီးဘာလုပ်မယ်ဆိုတာမျိုးကိုဒီတို့အစီအစဉ်နဲ့เนาะဒီတို့လုပ်နေရတဲ့သဘောတဘာဝရှိတယ်လို့ကိုကလည်းလုပ်နေတယ်လို့သူများကိုလည်းဒီတို့ကဖဲ့ပြီးတော့เนาะဒီတို့ကအမိပေးရတာခိုင်းစီရတာဆိုလို့ရှိတယ်နော်ဥပမာပြောဆိုတော့ကိုကထမင်းချက်နေရဆိုလို့ရှိရင်တဘောကိုတားကိုဖြစ်စေသမီးကိုဖြစ်စေကိုနဲ့ relationship ဖြစ်တဲ့လူတယောက်ကိုဖြစ်စေဟဲ့ဗကန်လေးတော့စီးထားလိုက်အောင်တော့ဒီရော့ကလေးတော့တင်ထားလိုက်အောင်ဆိုတာမျိုးပေါ့နော်ဒါလည်းဆိုတော့စီမံခန့်ခွဲမှုပဲနော်ဒီ house တစ်ခုမှာဒီ house wife ပြောက်ရဲ့ကျွန်တော်ကစီမံခန့်ခွဲမှုကောင်းသွားတယ်ဆိုရင်အိမ်ကဘာဖြစ်လဲဆိုတော့အရန်ကိုအဆင်ပြေတယ်နော်အိမ်သွားလိုက်ရင်တိုင်ရှင်းတက်ရက်ပြီးတော့နော်ဒီကျွန်တော်ကလာတဲ့လူပေါင်းစိတ်ချမ်းသာစေတယ်နောက်တစ်ခုကဒီအိမ်မှာရှိနေတဲ့အိမ်မှုကိစ္စအားလုံးပေါ့နော်ဒီကျွန်တော်ကအစီအစဉ်နဲ့နော်စနစ်တကျနဲ့လောက်ကိုင်းနိုင်တဲ့အတွက်မို့လို့အိမ်ကတိုင်ရှင်းတက်ရက်ပြီးတော့နော်ตายရတယ်ပေါ့နော်မိသားစုလည်းตายရတယ်အဲ့လိုသဘောမျိုးရှိတော့ဒီသဘောပဲကျွန်တော်ကmanagement ဆိုတာကအိမ်မာတွေမဟုတ်ဘူးเนาะဒီကျတို့တကယ် business တွေကိုရောက်လာတဲ့ခါကျတော့ business management ဆိုတာအရင်ကျေပြန့်တယ်လို့ဒီကျတို့လုပ်ရမယ် accounting လို့ပြောတဲ့သဘာဝမှာလဲ accounting management ဆိုတာအင်မတန်ကျေပြန့်အဲ့ဆိုတဲ့ခါကျတော့လူဒီမှာကအဲ့လိုမျိုးဒီကျတို့ကเนาะကဏ္ဍပေါင်းမြောင်များစွာဖြန့်ကျဲပြီးတော့လှုပ်ချင်တဲ့စိတ်เนาะဆိုတော့နေတဲ့ခါကျတော့အလုပ်ထဲကိုရောက်တဲ့ခါကျလို့ရှိရင်ကျတို့ကဒီကိုယ်စပွဲမှာကိုထိုင်ပြီးတော့စရင်လေးသွင်းနေရတာကိုပဲကြိုက်တဲ့လူမျိုးတွေရှိတယ်เนาะဆိုတဲ့အခါကျတော့ကိုယ်တိုင်ကစရင်လေးထိုင်သွင်းနေတာမျိုးတွေမဟုတ်ဘဲနဲ့เนาะဘေးကိုလှည့်ကြည့်လိုက်လို့ဘယ်သူဘာလုပ်နေဥမာကရှားဘာလုပ်နေလဲဟဲ့လားဟို inventory ကိုကင်တဲ့လူကဘာလုပ်နေလဲဆိုတာမျိုးပေါ့เนาะကျတို့ကမျက်လုံးနဲ့တစ်ချက်ကြည့်လိုက်တာနဲ့စိတ်ကပါလိုက်ပြီးတော့အလုပ်လုပ်တယ်ပြီးတော့လို့ရှိရင်စီမံခန့်ခွဲတယ်ဆိုတဲ့လူတယောက်အနေနဲ့ကြတဲ့အခါကျတော့ကိုတယောက်ထဲမှာလုံနေုံနဲ့မကเนาะဒီအလုပ်ပြီးမြောက်ဖို့အတွက်ကိုဒီကျတို့ကသူများကိုလည်းကျတို့ကပြောမယ်ဆိုလို့ရှိရင်ဒီအမိန်ပေးခိုင်းစေတဲ့ပုံစံမျိုးကျတို့လိုအပ်လို့ရှိရင်ပြောတတ်ဆိုတတ်ရမယ်เนาะပြောတတ်ဆိုတတ်ရမယ်ပြောချင်ဆိုချင်ရမယ်
အဲ့တော့ကက်ရှာကြီးဘာလုပ်နေလဲပေါ့ဥမာအဖြစ်ဆိုတော့ဘာမှမလုပ်ဘူးအမဆိုရင်ကိုကဘာမှလုပ်စရာမရှိတာလားဒီနေ့တနေ့တာငွေထွက်စင်းနေအကုန်လုံးစင်းသွင်းပြီးပြီလားကိုကဒီလိုလေးနှုတ်ကလေးနဲ့ပြောလိုက်ခြင်းဒီလေကျတို့ကပညာလေးနဲ့ကျတို့ခိုင်းစေလိုက်တာနော်ဆိုတော့မလုပ်ရသေးဘူးအမစင်းနေရတော့မပြီးသေးဘူးပြောရင်စင်းနေပြီးအောင်လုပ်ပါစင်းကိုကြွေးမထားပါနဲ့เนาะဒီနေ့စင်းဒီနေ့ပြီးအောင်လုပ်ပါအဲ့ဆိုတော့ဒီပုံစံလေးကလေဆိုတော့စီမံခန့်ခွဲလိုက်တာဖြစ်ပါတယ်ဆိုတော့ကိုလည်းလုပ်နေတယ်သူများလည်းလုပ်နေတယ်အလုံးနှစ်ခုပြီးသွားပြီနောက်တစ်ခုကကြတော့ခုနပြောလို့ပဲ inventory ဘိုင်းမှာဒီလိုကင်နေတဲ့စင်းကင်ရှိတယ်ဆိုတော့ညမရေးဒီနေ့အတွက် stock အဝင်ထွက်စင်းတွေပြီးသွားပြီလားဆိုတော့ကြံသေးတယ်အမဟိုဂိုရောင်မိုင်းကဒီနေ့ issue တွေစင်းမသွင်းရသေးဘူးဆိုရင်ကိုကညမရေးပြီးအောင်လုပ်နော်စင်းက update ဖြစ်အောင်လုပ်ပေးပါเนาะလောက်ကုန်လို့ရှိရင်လက်ကျုပ်ကပိုင်ရှင်ကို9ရက်နေ့ဆိုတော့လည်းပြီးရမှာဆိုတော့အမတို့အချိန်ကြီးပြီးဖို့တော့ကိုညမနေတိုင်းအကျွေးမထားပဲလုပ်ပေးပါကိုကဒီလိုမျိုးလေးတွေเนาะပြောလိုက်ချင်းစုလိုက်ချင်းရတာ management လုပ်တာဒါ for example ပဲဒီချက်ပြောသေးတာเนาะတကယ်လို့ရမှာတွေအများကြီးပဲ management အောက်မှာကဆိုတော့လေအဲ့ဒီလိုမျိုးကိုဒီချက်တို့ကမရှိဘူးဆိုရင်လည်းအလုပ်ထဲမှာဒီချက်တို့ကเนาะအဆင်မပြေနိုင်ဘူးလို့ဆိုကိုတယောက်တည်းရပဲဒီချက်တို့ run နေရတဲ့ပုံစံဖြစ်နေလေကိုတယောက်တည်းရပဲ role player ကြီးဖြစ်ပြီးတော့เนาะသူများလူ10ယောက်ရှိတယ်အဲ့တော့တယောက်ပဲလှုပ်နေ9ယောက်ကပါမလားနေရင်လိုနေရလှုပ်ရှင်လုံးနေစင်းကအကျွေးတွေဖြစ်နေတယ်မှားနေတဲ့စင်းတွေအဲ့တော့လောက်ကုန်တော့မှဒါတွေကိုတပုံလုံးပုံပြီးတော့မှကျွန်တော်ရှင်းမယ်ဆိုလို့ရှိရင်မရှင်းနိုင်အဲ့တော့တကယ်တမ်းကျွန်တော်က management skill ဆိုတာလေအရန်ကိုလိုအပ်ပြီးတော့အလုပ်ထဲမှာဝင်ရောက်လုပ်ကင်တဲ့စင်းကင်တိုင်းဟာเนาะတဖြည်းဖြည်းအသက်တွေနဲ့ကြီးလာမှာကျွန်တော်အသက်တွေကြီးလာမှာတက်တွေကြီးလာတယ်မြဘာဖြစ်ရမလဲကျွန်တော်လုံနိုင်စွမ်းနေကျွန်တော်တိုးွားလာရမှာဖြစ်လို့ယာတူးယာကန်နေလေကျွန်တော်တိုးွားလာမှာဖြစ်တယ်အဲ့တော့ management thinking ကိုမှမရှိဘူးเนาะ management ရဲ့ skill ကိုမှဖြည့်မထားဘူးဆိုလို့ရှိရင်ကျတို့ဘာဖြစ်လဲဆိုတော့လူတစ်ယောက်ကเนาะအသက်တာကြီးလာတယ်ကျတို့ကလုံနိုင်တဲ့စွမ်းအားလည်းမကြေပြန့်ဘူးပြီးတော့ခုနပြောလို့ပဲသူများကိုဟလာစီမံခန့်ခွဲအုပ်ချုပ်ဆိုတဲ့layer တစ်ခုပေါ့เนาะအဆင့်တစ်ခုနဲ့ဒီကျတို့ကမြင့်ပြီးတော့မနေနိုင်ဘူးเนาะအဲ့တော့ဘာဖြစ်လာလဲဆိုတော့ management မကောင်းဘူးပေါ့ management မရှိဘူးဆိုတဲ့လူတွေကဘဝမှာထင်သလောက်မအောင်မြင်ဘူး accountant ဘဝနဲ့ရှောင်လန်းနေတဲ့အခါမှာကျွန်တော် senior accountant chief accountant ဆိုတာကစကားလုံးလေးတစ်လုံးနဲ့မဟုတ်ဘူးเนาะအဲ့ဒီစကားလုံးရဲ့နောက်မှာအများကြီးကျွန်တော်ကြေပြန့်တယ် management မလုပ်နိုင်ဘဲနဲ့ကျွန်တော် senior account chief accountant တွေကျွန်တော်လုပ်လို့မရဘူးเนาะ finance manager တို့ finance controller တို့လုပ်လို့မရဘူး management မရပဲနဲ့အဲ့ဒီတော့လူတယောက်ရဲ့ဘဝအောင်မြင်ဖို့ပြောမယ်ဆိုရင်အောင်မြင်ဖို့ဆိုတာလေဒီကျတို့ကတယောက်နဲ့တယောက်တော့တိုင်းတာတော့မတူဘူးဒါပေမဲ့အလုပ်ထဲမှာဝန်ထမ်းဖြစ်နေလုပ်နေတဲ့အခါမှာအဆင့်4ရာလေးတစ်ခုနဲ့တော့ကျွန်တော်ဟာလာဥဆောင်သူအနေနဲ့ကျွန်တော်ရက်တည်နိုင်ရမယ်เนาะဥဆောင်သူအနေနဲ့ရက်တည်နိုင်မှလည်းဒီကျတို့ကလောက်ခလာစာအမြင့်ကိုရမယ်အဲ့တော့ဥဆောင်နိုင်သူဆိုတဲ့သဘောတရားဒီကျွန်တော် management skill ရှိနေလို့ပဲဖြစ်ရမယ်အလကားနေရင်လည်းတော့ဟိုဂျာကြီးဆိုတဲ့နာမည်ကိုကျွန်တော်ယူလို့မရဘူးလို့เนาะအလကားနေရင်လည်းတော့ကျွန်တော် chief accountant ဆိုတဲ့ယာလူနာမည်ကိုယူလို့မရဘူးเนาะ chief accountant လို့ပြောလိုက်တာနဲ့လည်းကျွန်တော်စင်းခိုင်ကျုပ် senior accountant လို့ပြောလိုက်တာနဲ့လည်းဒီကျွန်တော်ကစီမံအုပ်ချုပ်နိုင်တဲ့ level တခုမှလုံနိုင်တဲ့လူတစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့အတွက်သူဟာเนาะ management ability management skill ရှိနေတဲ့လူပဲဖြစ်ရမယ်เนาะလူအများကိုဥဆောင်နိုင်တဲ့လူပဲဖြစ်ရမယ်အဲ့ဒီတွေဒီကျွန်တော်accountant ဘဝနဲ့ရှောင်လန်းနေမယ်ဆိုရင်เนาะဟိုသွားလဲကျွန်တော်ကစင်းရင်းလေးထိုင်သွင်းဖို့အတွက်လုပ်မှာဒီကုမ္ပဏီကိုပြောင်းလဲစင်းရင်းလေးထိုင်သွင်းဖို့အတွက်ပဲလုပ်မှာလားကျွန်တော်စဉ်းစားเนาะအဲ့ဒီလိုမျိုးပုံစံမျိုးဖြစ်လဲမဖြစ်တဲ့မို့เนาะကျွန်တော်ကလူအသက်ကြီးလာတဲ့မြင်ကကျွန်တော်ကလုံနိုင်တဲ့စွမ်းရည်မြင့်လာမယ်เนาะစရင်းတွေရေးသွင်းနေတာအပြင်ကျွန်တော်ကစရင်းတွေကို management လုပ်နိုင်တဲ့စီမံခန့်ခွဲနိုင်တဲ့လူเนาะကျွန်တော် account department လို့ခေါ်တဲ့စီးရင်ဌာနကိုစီမံခန့်ခွဲအုပ်ချုပ်နိုင်တဲ့လူပါဖြစ်လာမှတီချာတို့ဟလာအခုမင်းတို့ရှောက်ချင်တဲ့ senior accountant တို့ junior chief accountant တို့เนาะဒီ finance manager ဆိုတဲ့ယာရု level တွေကိုကျွန်တော်ဝင်ရောက်ပြီးတော့မှလောက်ကင်နိုင်မှာဖြစ်ပါတယ်အဲ့တော့ management skill ကအရန်ကိုအရေးကြီးပါတယ်အဲ့တော့စီမံခန့်ခွဲအုပ်ချုပ်နိုင်တဲ့ပုံစံမျိုးဖြစ်အောင်လေဒီချက်သင်တန်းမှာကကဏ္ဍတိုင်းမှာစီးရင်လောက်ကွက်တစ်ခုတိုင်းမှာ management ဆန်ဆန်တွေကိုပဲဒီချက်သင်ကြားပေးထားတာဖြစ်ပါတယ်အဲ့ဒီတွေဒီချက်သင်ကြားပေးတဲ့ပုံစံတွေကိုတည်တည်ချာချာနဲ့စိတ်ထည့်ပြီးတော့လေ့လာကြည့်ပါဒီချက်အားလုံးကို management ဆန်ဆန် thinking နေနဲ့ပဲချက်သင်တာဖြစ်ပါတယ်အဲ့ဒီတော့အခုချိန်ကစပြီးတော့ management skill တွေရှိအောင်ကိုဖြည့်ပါလို့ချက်အကြံဉာဏ်ပေးချင်ပါတယ်